နီမှာဆိုတာပန်းချင်မှာဒီကမုံဖွင့်နဲ့ဒီကမုံဆိုင်ဖွင့်နေကြောင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ကဲငါအေးရလဲနိုးပြီဆိုတော့ဒီမှုချိုးလိုက်ပါအောင်မယ်လေဒီနေ့ငါဈေးသွားမှာပဲဆိုတော့ဒီမှုချိုးပြီးမြန်မြန်ဈေးသွားမယ်ကဲဈေးဝယ်သွားမှာဆိုတော့ငါပတ်စံရှာအောင်ပါမယ်ဟာငါပတ်စံနဲ့ပဲရှာလို့ရတယ်ဘယ်လိုလုပ်မှမလဲမသိဘူးလောက်ကလည်းခုချိန်ကြီးမရဘူးငါဘာလို့ရမှာလဲစဉ်းစားကြမှာဘာလို့မလဲတိပြီဒီပတ်စံနဲ့အရင်ကြီးလုပ်ပြီးတော့မှငါပတ်ချက်မှာရေကမှုရရင်ပိုကောင်းမယ်ထင်တယ်โอเคဆိုတော့ငါဒီပတ်စံကိုယူမယ်ဆိုတော့ရေကမှုဆိုင်လုပ်ရတဲ့အတွက်ပြင်ဆင်မှုတစ်သားရည်နဲ့ရေကမှုဆိုင်စားဖို့တစ်သားရည်နဲ့โอเคတောင်းဝယ်ရမယ်ရွေးပစ္စည်းတွေကိုငါဖုံးထပ်ပြီးတော့မှာလိုက်ပါမယ်ဆိုတော့ငါဘယ်ပန်းချံမှာရောင်းရင်ကောင်းမလဲမသိဘူးကဲဆိုတော့ငါရေကမုံဆိုင်ဖွင့်မှာဆိုတော့ငါဖုံးဆက်လိုက်ပါမယ်ဟုတ်ကဲ့အင်းစားပစ္စည်းရောင်းနေစီရလားမသိဘူးရှင်ဟုတ်ပါတယ်ခင်ဗျာကျွန်တော်တို့စီရမှာဘာလို့လို့ရှင်ကျမလေးကပန်းချံတစ်ခုမှာပန်းချံတစ်ခုမှာဒီမှာရေကမုံဆိုင်လို့ဖွင့်မို့လေရေကမုံဆိုင်အတွက်လိုတဲ့ပစ္စည်းလေးအမှားကျင်လို့ပါဆိုတော့အဲ့ဆိုကျွန်တော်တို့လာချပေးပါမယ်ဆိုတော့ဘယ်မှာချရမလဲဆိုတော့ခါအိုပန်းချံနားလေးမှာပဲချလိုက်ပါဟုတ်ကဲ့โอเคငါမှာပြီးပြီဆိုတော့ငါရေကမုံဆိုင်ဖွင့်ဖို့လိုတဲ့ပစ္စည်းလေးစတိုးဆိုင်မှာတောင်းဝယ်ရမှာမယ်လိုတဲ့ပစ္စည်းတွေကိုစတိုးဆိုင်မှာဝင်ပြီးတော့မှရေကမုံစလောက်ကမယ်ကဲအချိန်ရလုံးလေးမြန်မြန်သွားမယ်ဟောရှိမှာစတိုးဆိုင်မယ်ဟာအရှိရတိုက်နေပြီကွာဒုက္ခပါပဲခါဝေပန်းချံမှာငါရောင်းရင်တော့ရောင်းကောင်းမှာတော့တိချတယ်အဲ့ဒီပန်းချံတော့လေးလဲစီတော့ဒါဆိုတော့လိုတဲ့ပစ္စည်းတွေဝယ်မှာပဲရေကမုံလုံးမှာဆိုတော့တီတီတွေရောဝယ်ရမယ်လိုတဲ့ပစ္စည်းတွေလည်းဝယ်ပြီးပြီဆိုတော့ငါတစ်သားတွေကတော့ခါဝေပန်းချံမှာချမယ်ဆိုတော့ငါခါဝေပန်းချံကိုသွားပါပဲအခုကျမခါဝေပန်းချံနာမှာဆောက်ခိုင်းတာလေဘာလို့ဒီနားမှာဆောက်ခါဝေပန်းချံမှာဆောက်ခိုင်းတာဘာလို့ဒီနားမှာဆောက်လိုက်တာလေဟုတ်ကဲ့ကျွန်တော်တို့ခါဝေပန်းချံမှာဆိုလို့ရှိရင်တော်တော်လေးဘောတော့မုန်းဆိုင်နဲ့တော်တော်လေးများနေတယ်အဲ့တော့အမဆိုင်တွေချဖို့နေရရှိနေလေအဲ့ဒါကြောင့်မို့ကျွန်တော်ခါဝေပန်းချံမှာနေရဒီနားလေးကိုပဲချဆိုင်တွေတက်ပါဟာအဲ့လိုလို့မရဘူးလေအကိုရဲ့ကျမခါဝေပန်းချံနာခါဝေပန်းချံထဲမှာရောင်းကောင်းအောင်ခါဝေပန်းချံထဲမှာစောက်ခိုင်းတာပါအဲ့ဒီခါဝေပန်းချံလုံးဝစောက်လို့လုံးဝမရလို့လားဒါပေမဲ့တော့ကုန်းတောင်းပြီးပါတယ်တကယ်လို့အမရောင်းမကောင်းဘူးဆိုလို့ရှိရင်လေကျွန်တော်10စပြန်ရုပ်ပေးပါမယ်အဲ့ဆိုလည်းပြီးရောလေဟုတ်ကဲ့အဲ့ဆိုကျွန်တော်တို့သွားခွင့်ပြုပါဟုတ်ကဲ့ဆိုင်ရတော့နည်းနည်းလေးကောင်းပါတယ်ခါဝေပန်းချံတော့မဟုတ်ပေမဲ့လေပေါ့လေကဲဝင်ကြည့်ဦးမှာလည်းဆိုင်နေဦးကဲဆိုတော့ပြီးရင်ငါမုံနေဖုတ်ကောက်အောင်မယ်ဆိုတော့အင်ကြီးသွားလဲမှာပဲကဲငါကိတ်မှုနိုင်ကိုဖွင့်ပြီးသွားပြီအကောင်လုံးမှုနေရတော့ပြည့်စုံလာပြီဆိုတော့ဘယ်သူရင်တော့လာမလဲဆိုတော့ကြည့်ကြ哈你看我没有来什么哈那你有没有呢哈嗰個嘢我話基本上都入啦依下佢話啲片頭諗住我多啲人sao嗰個呀mấy kìa hả mà tôi quên thả là cái môn là như thế này kìa ngài ơi cái môn là sao mấy
မမကြီးတောင်းကြီးကိုချောကလက်ကကိတ်လေးလုပ်ပေးပါအောင်နော်ပြီးတော့ရေခဲမုန်လေးလည်းလုပ်ပေးပါအောင်ရမေးမောင်လေးကြီးကဲအစောမောင်လေးညီမလေးကျင်းမမှာတော့ထိုင်နော်မလာချပေးလိုက်မယ်ကျေးဇူးတင်ပါတယ်မမောင်လေးမှာထားရဲ့အမစတော်ဘယ်ရီနဲ့အမချောကလက်ရေခဲမုန်လေးရပြီနော်အေးစစ်စစ်စားကြနော်ဟုတ်ကဲ့မမခုလိုတားလို့လုပ်ပေးလို့ကျေးဇူးတင်ပါတယ်ကေရပါရဲ့နော်ရှေ့ရပါရဲ့မောင်လေးအေးစစ်စစ်စားကြနော်အမသွားလို့လာအောင်မယ်တိတ်မကြလိုက်ပါဘူးသူမရဲ့ဆိုင်လေးဟာလူတွေတန်းစီပြီးစောက်ရတဲ့ဆိုင်လေးဖြစ်သွားပြီးတော့မှမြို့ထဲမှာလည်းနာမည်ကြီးဆုံးဆိုင်လေးဖြစ်သွားခဲ့ပါတယ်customer တွေလည်းပို၍များလာတာပေါ့အဖေရဲ့ဒီဇိုင်းကိုကြည့်ကြည့်မှာနောက်ပြန်ပြန်တွေ့ပါမယ်ဘိုင်းဘိုင်းပါရှင်